ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နဲ့နိုင်ငံခြားရေးဝန်ကြီး His Excellency Mr. Wang Yi ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုဒီနေ့နေ့လယ်ပိုင်းမှာနေပြည်တော်ရှိနိုင်ငံတော်သမ္မတရဲ့ဧည့်ဆောင်တော်မှာလက်ခံတွေ့ဆုံပါတယ်။အဲ့ဒီလိုတွေ့ဆုံရမှာပထမစွာနိုင်ငံတော်သမ္မတကတရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖျင်အနေဖြင့်မိမိကိုသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ပြီးနိုင်ပိုင်းတွင်ဝမ်းမြောက်ကြောင်းသဝင်လွှာကိုပထမဦးဆုံးပေးပို့ခဲ့ပြီးအလေးအနက်ထားမှုကိုပြသပေးမှုအတွက်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းအဆွေတော်တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နဲ့နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်းမိမိဦးဆောင်တဲ့အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်မှာပထမဆုံးလာရောက်ခဲ့မှုအပေါ်လည်းကျေးဇူးတင်ရှိပါကြောင်းမိမိတို့အစိုးရအဖွဲ့တာဝန်ယူချိန်အတွင်းမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုများကိုပုံမတိုးတက်ကောင်းမွန်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြင့်ပြောကြားပါတယ်။တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နဲ့နိုင်ငံခြားရေးဝန်ကြီးကပြန်လည်ပြောကြားရမှာအဆွေတော်အနေဖြင့်မြန်မာနိုင်ငံရဲ့သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရမှုပေါ်တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖျင်မှလည်းဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့စွန့်မွန်ကောင်းများတောင်းပေးလိုက်ပါကြောင်းတရုတ်နိုင်ငံအနေဖြင့်အဆွေတော်ကိုသမ္မတကြီးဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရပြီးနိုင်ပိုင်းအတွင်းဝမ်းမြောက်ကြောင်းသဝင်လွှာပေးပို့ခဲ့ခြင်းနဲ့ကျန်းသစ္စာကျိန်ဆိုပွဲကိုကိုယ်စားလှယ်အဖွဲ့ဆေးလို့တက်ရောက်စေခဲ့ခြင်းဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုတို့အပေါ်မှာမိမိတို့နိုင်ငံအနေဖြင့်အလေးအနက်ထားမှုကိုပြသခြင်းပင်ဖြစ်ပါကြောင်းအဆွေတော်ရဲ့ဦးဆောင်မှုအောက်မှာမြန်မာနိုင်ငံအနေဖြင့်ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်လာမယ်လို့လည်းယုံကြည်ပါကြောင်းနှစ်နိုင်ငံကြားနိုင်ငံတော်နဲ့ပြည်သူလူထုတို့ရဲ့လူမှုစီးပွားဘဝအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်များကိုအရှိန်ဟုန်မြင့်တင်ပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းတရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာမျက်နှာစာမှာမြန်မာနိုင်ငံပေါ်ဆက်လက်ရည်တည်ထောက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းဖြင့်ပြောကြားပါတယ်။အဲ့ဒီနောက်နှစ်နိုင်ငံကြားတန်တမန်ဆက်ဆံမှုနဲ့ချစ်ကြည်ရင်းနှီးမှုများတိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများနှစ်နိုင်ငံကြားအေးတူပူမြအတိုင်ဝန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများတရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီတဲ့ပြည်သူများရဲ့ထောက်ခံမှုကိုလည်းရရှိနိုင်တဲ့အောင်မြင်မှုလမ်းကြောင်းကိုကြီးတက်ရန်ဆွဲဆွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှုမြန်မာနိုင်ငံရဲ့နိုင်ငံတော်အချုပ်အခြာအာဏာနဲ့နယ်မြေလုံခြုံရေးတည်တံ့ခိုင်မြဲရေးကိုလည်းဆွေးဆွေးမြဲမြဲထောက်ခံအားပေးလျက်ရှိမှုနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးတိုင်းရင်းသားရင်ကြားစေ့ရေးနဲ့လူ့ဘောင်အဖွဲ့အစည်းတာဟဇာတာဖြစ်မှုကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်စေရန်ဆွေးဆွေးမြဲမြဲထောက်ခံအားပေးလျက်ရှိမှုအခြေအနေများနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကုန်စည်ကူးသန်းရောင်းဝယ်မှုများလွယ်ကူလင်းမြန်ချောမွေ့စေရေးပြည်တွင်းငြိမ်းချမ်းရရှိရေးစတဲ့ကိစ္စရပ်များမှာနှစ်ဦးနှစ်ဖက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေများမန္တလေးငလျင်ကြီးကြောင့်ဖြစ်ပေါ်ခဲ့တဲ့ထိခိုက်ပျက်စီးခဲ့ရမှုများကိုပြန်လည်ထူထောင်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းများမှာတရုတ်နိုင်ငံအနေဖြင့်ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့်အခြေအနေများမြန်မာနိုင်ငံအနေဖြင့်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နဲ့အာဆီယံအသိုက်အဝန်းတို့အတွင်းပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေများမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးပြည်သူများကရွေးချယ်တဲ့အစိုးရအဖွဲ့အနေဖြင့်နိုင်ငံတော်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာဖြင့်ဆက်လက်ရှောင်လန်းလျက်ရှိတဲ့အတွက်အာဆီယံအဖွဲ့အတွင်းပါဝင်ဆောင်ရွက်မှုများကိုပုံမမြင့်တင်ဆောင်ရွက်သွားမယ့်အခြေအနေများမြန်မာနိုင်ငံအနေဖြင့်တရုတ်နိုင်ငံသမ္မတမစ္စတာရှီကျင်းဖျင်ရဲ့အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပြောကြားထားတဲ့အကြံပြုချက်၄ရပ်ပေါ်မှာလည်းထောက်ခံလျက်ရှိမှုအခြေအနေများ
နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုစွမ်းအင်နဲ့တပ်ထုကဏ္ဍစိုက်ပျိုးရေးနဲ့နည်းပညာကဏ္ဍတို့မှာပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေများအွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကိုပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားမယ့်အခြေအနေများနှစ်နိုင်ငံနဲ့နှစ်နိုင်ငံပြည်သူများကြားရှီရင်ဆွဲချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများကိုအရှိန်ဟုန်မြင့်တင်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ပတ်သက်ပြီးခေမင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြပါတယ်အဲ့ဒီနောက်နိုင်ငံတော်သမ္မတနဲ့တရုတ်ကွန်မြူနစ်ပါတီဘိုးကော်မတီနိုင်ငံရေးရာဘျူရိုဖွဲ့ဝင်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့ဟာအမတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီးတက်ရောက်လာကြသူများနဲ့အတူစူပါမတ်တန်တွေဓာတ်ပုံရိုက်ကြပါတယ်အဆိုပါတွေ့ဆုံပွဲကိုနိုင်ငံတော်သမ္မတနဲ့အတူနိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးခင်မောင်ကြီးပြည်ထောင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးညိုဝင်းဆွေနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဘိုးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့တက်ရောက်ကြပြီးတရုတ်ကွန်မြူနစ်ပါတီဘိုးကော်မတီနိုင်ငံရေးရာဘျူရိုဖွဲ့ဝင်နဲ့နိုင်ငံခြားရေးဝန်ကြီးနဲ့အတူမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံတမ္မကြီး Her Excellency Miss Ma ဂျာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့ကိုယ်စားလှယ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ